ကျမတို့မူကြပါစေရှင်ဒီကနေ့မနက်ခင်းနောက်ဆုံးရသတင်းထူးတွေထဲမှာဆိုရင်တော့ဖြစ်ပထမဦးစွာကချင်ပြည်နယ်ဘန်းဘော်ဒေတာစစ်မျက်နှာမှာစစ်ကောင်စီဘက်ကစီရေးနိမိတ်ပုံဖော်ရရချီတဲ့အနေနဲ့ရှေ့တန်းတက်ဖွဲ့ဝင်တွေကိုခောက်ဆွဲကြော်နဲ့ကြက်ဥပလာတာတွေတောက်လျှောက်ကျွေးမွေးနေတဲ့အခြေအနေဒုတိယအနေနဲ့မန္တလေးတိုင်းမြင်းချံတောင်သာလမ်းပိုင်းမှာရိခါပို့ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီအဖွဲ့တွေကိုဒေတာခန်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကခြုံခိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီဘက်ကအကြအဆုံးများပြားသွားခဲ့တဲ့တဲ့တတိယအနေနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအာရခရတပ်တော် ULAA ကသူတို့နဲ့တပ်ဆိုင်ခြင်းမရှိကြောင်းညင်းဆိုလိုက်ပြီးအကြမ်းဖက်အစွန်းရအဖွဲ့တွေရဲ့အန်ဒီယေကိုကာကွယ်ဖို့ဘင်္ဂလားဒေ့ရှ်အစွန်းရနဲ့ပူးပေါင်းဆောင်ရွက်တော်မယ်လို့ထုတ်ပြန်လိုက်တဲ့တဲ့စရုထအနေနဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရောက်ရှိလာတဲ့ကမ္ဘာကျော် UFC ကစားသမားဂျိုရှူဝါဗန်နဲ့အဆိုတော်ဖြူဖြူကျော်သိန်းတို့ကိုမလေးရှားရောက်မြန်မာနိုင်ငံသားထောင်ပေါင်းဆရာစွာကကြိတ်ကြိတ်တော့လိုက်လဲကြိုဆိုခဲ့ကြတဲ့တဲ့နောက်ဆုံးပိတ်တဲ့အနေနဲ့မြောက်ကိုရီးယားရဲ့နျူကလ িয়ার ချိန်မြောက်မှုတွေကိုတုံ့ပြန်မှုရည်ရည်သည့်တောင်ကိုရီးယားနိုင်ငံကသူတို့ရဲ့ပထမဦးဆုံးသောနျူကလ িয়ার စွမ်းအင်သုံးရင်းငုပ်သင်္ဘောတွေကို2030ပြည့်နှစ်တွေရဲ့အလဲပိုင်းမှာလွတ်တင်နိုင်မှုကြိုးပမ်းနေတဲ့ကမ္ဘာသတင်းအစရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းထူးတွေကိုအပြည့်အစုံစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့စစ်ရေးဘေးတဲ့ရရအယူဆတွေအပေါ်အခြေခံပြီးပြည်သူတွေကြားဝေဖန်မှုအလွန်မြင့်တက်နေတဲ့ကချင်ပြည်နယ်ဘန်းဘော်ဒေသကထူးဆန်းတဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးပါရစေရှင်လက်ရှိအချိန်မှာကချင်လွတ်လပ်ရေးတပ်တမော် KIA နဲ့တော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ပြင်းထန်လာတဲ့ထူးစစ်ဆင်မှုတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ရေးအရာအလွန်အကျက်ရိုက်ပြီးအသက်ရှူကျက်နေရတဲ့စစ်မျက်နှာတစ်ခုဖြစ်တဲ့ဘန်းမော်ဒေတာမကြဆုံးစီရေးအထက်စစ်ကောင်စီရဲ့ထိတ်တင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုဝင်တွေကရှေ့တန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအစားအသောက်တွေကိုအဓိကထားကျွေးမွေးပြီးစစ်ရေးနှိမ့်မိတ်ပုံဖော်ရရချေမှုတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်မကြခင်ကပဲစစ်ကောင်စီရဲ့ဒူးဘိုချုပ်ကြီးတဦးရဲ့မိသားစုကဘန်းမော်ဒေတာမှာတကဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီလက်အောက်ခံတမတော်သားတွေကိုတိုက်တိုင်းအောင်လို့နာမည်တက်ပြီးခောက်ဆွဲကြော်တွေကိုမိတာအာဟာရအဖြစ်ကျွေးမွေးဂုဏ်ပြုခဲ့သလိုပြီးခဲ့တဲ့အပတ်ကလည်းအလားတူစက်ဥပလာတာတွေကိုတောက်လျှောက်ကျွေးမွေးခဲ့တာကြောင့်ဒါဟောင်းစစ်ပွဲအတွင်းကြုံတွေ့နေရတဲ့စစ်ရေးအကျက်အသေးတွေကိုကန်ကြာတာမြင့်တင်ပြီးကြော်လွှားဖို့ကြိုးပမ်းတဲ့ဓာတ်စင်ရရခြေချင်းဖြစ်တယ်လို့ဘေးတဲ့နေမိပညာရှင်တွေကသုံးသပ်ဝေဖန်နေကြပါတယ်ရှင်မြန်မာရိုးရိုးဘေးရင်ပညာရှင်တွေရဲ့အမြင်အရစစ်မြေပြင်မှာအဖက်ဖက်ကအရေးနှိမ့်နေတဲ့အချိန်မှာပြုလုပ်တဲ့အခုလိုအစားအသောက်အလှူဒန်းတွေဟာတာမန်ကုသိုလ်ရေးထက်ရန်သူလက်ကလွတ်ကင်းစေဖို့နဲ့စစ်စင်ရေးတွေမှာဘေးအန္တရာယ်ကင်းဝေးစေဖို့ရည်ရွယ်တဲ့ဓာတ်စင်နှိမ့်မဲ့ရရသဘောမျိုးပုံမတက်ရောက်နေတယ်လို့ဆိုပါတယ်ရှင်အထူးသဖြင့်ခောက်ဆွဲကြိုကိုရွေးချယ်ကျွေးမွေးတာဟာအင်အိုင်လက်ဖက်နဲ့ဓာတ်စင်ရရခြေချင်းသဘောအရာစစ်ရေးနှိမ့်မိတ်တစ်ခုဖြစ်ပြီးခောက်ဆွဲရဲ့တဘာဝဟာရှေရယာမီတစ်ခုနဲ့တစ်ခုလိပ်ပတ်ဖွင့်နှောင်းထားတာကြောင့်စစ်မျက်နှာမှာမိမိတို့ဘက်ကရန်သူရဲ့ဝိုင်းယွံပိတ်ဆို့မှုကိုမခံရပဲစစ်စင်ရဲ့တက်တန်းကြားရှည်စေဖို့အသက်ရှည်အသက်ဆက်ဓာတ်စင်ချင်းဖြစ်ယူဆနိုင်တယ်လို့ခောက်ဆွဲကိုစီပူပူနဲ့ကြော်လော်လိုက်တာဟာအပူဓာတ်ဖြစ်တဲ့မီးဓာတ်ကိုသုံးဆွဲခြင်းဖြစ်ပြီးဘေးဒင် theory ရအင်္ဂါဂရိုနဲ့သက်ဆိုင်တဲ့စစ်ရေးစစ်ပွဲနဲ့လက်နက်ရအားနည်းနေတဲ့အခြေအနေကိုမိနစ်ပိုင်းကျွင်းပြန်လည်တက်ဆင်ပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်ရှင်။ဒါပေမဲ့ခေတ်သစ်စစ်ရေးကျွမ်းကျင်ပညာရှင်တွေနဲ့ပြည်သူတွေကြားမှာတော့အခုလိုအစားအသောက်ကျွေးမွေးပြီးရရချေနေတာဟာစစ်မြေပြင်ကပကတိအခြေအနေမှန်ကိုဖုံးကွယ်ဖို့ကြိုးပမ်းမှုတသက်ပဲဖြစ်ပြီးအောက်ခြေရဲဘော်တွေခံစားနေရတဲ့ရိခါပြက်လက်မှုနဲ့စိတ်သက်ပြပြမှုတွေကိုအပေါ်ယံအာဟာရဒါနနဲ့အစားထိုးလို့မရကြောင်းပြင်းပြင်းထန်ထန်ဝေဖန်ကန်ကွက်နေကြပါတယ်ရှင်။ဆက်လက်ပြီးတော့မန္တလေးတိုင်းအတွင်းကပြင်းထန်လာတဲ့ဒေသခံပျောက်ကြားစစ်စင်ရေးသတင်းတစ်ခုကိုတင်ဆက်ပေးပါရစေရှင်။မြင်းချံတောင်သာလမ်းပိုင်းတစ်လျှောက်နေရာတစ်ခုမှာရှေ့တန်းတက်စခန်းတွေကိုရေခါပို့ပြီးပြန်လာတဲ့စစ်တောင်စီနဲ့ပြူစောထီပူပေါင်းအုပ်စုတွေကိုဒေသခံတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကသတင်းကြိုတင်ရယူကလမ်းကနေခြုံခိုကျော်ဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်ကတေဆုံးထိခိုက်ဒဏ်ရာရသူအလွန်များပြားခဲ့တယ်လို့သိရပါတယ်ရှင်။ဒီတိုက်ခိုက်မှုကိုပြီးခဲ့တဲ့မေလ24ရက်နေ့နနက်10:20မိနစ်အချိန်ခန့်မှာမြင်းကြံတောင်သာလမ်းပိုင်းရဲ့နေရာတစ်ခုမှာလူဆောင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီနဲ့ပြူစောထီအင်အား20နီးပါးဟာရှေ့တန်းတက်စခန်းတွေကိုရေခါပို့ပေးပြီးနောက်မော်တော်ယာဉ်ကစီးမော်တော်ဆိုင်ကယ်တစီးတို့နဲ့အတူလမ်းအတိုင်းမောင်းနေလာတဲ့အချိန်မှာတော်လန်ရဲ့မဟာမိတ်တပ်ဖွဲ့တွေကအလစ်အငိုက်ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရှင်။
ထို့တိုက်ခိုက်ရာမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့အနီးကပ်ပြက်ပြက်သားသားပစ်ခတ်မှုကြောင့်စစ်ကောင်စီနဲ့ပြူစောတိတပ်ဖွဲ့ဝင်၄ဦးဟာအခင်းဖြစ်ပွားရာနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်ရှင်။ဒါအပြင်ပြင်းထန်တဲ့ရတို့ရလို့ဆေးရုံကိုအရေးပေါ်ပို့ဆောင်ရသူတွေထဲကနေနောက်ထပ်9ဦးဟာလည်းဒဏ်ရာပြင်းထန်လွန်းလာကြောင်းထပ်မံတေဆုံးသွားခဲ့ရပြီးစုစုပေါင်းတေဆုံးသူအထိ12ဦးအထိရှိလာခဲ့တာဖြစ်ပါတယ်ရှင်။တေဆုံးသူတွေအပြင်ကားပေါ်မှာပါလာတဲ့ကြံရှိနေတဲ့သူတွေလည်းကြီးစံထိမှန်ပြီးပြင်းထန်တဲ့ဒဏ်ရာတွေအသီးသီးရရှိသွားခဲ့ကြတယ်လို့တော်လန်ဟိတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။တိုက်ပွဲအတွင်းမှာရန်vụထံကနေကားတစ်စီးကိုပါတင်းစီရမိခဲ့ပေမဲ့မြို့နယ်နဲ့အလွန်နီးကပ်လွန်းတဲ့နေရာမှာစစ်စင်ရေးလှုပ်ဆောင်ခဲ့ရတာဖြစ်ပြီးအချိန်မရတာကြောင့်အဲ့ဒီကားကိုတော့အခင်းထိပွားရာနေရာမှာပဲထားပစ်ခဲ့ရပါတယ်ရှင်။ဒါပေမဲ့စစ်ကောင်စီအဖွဲ့ထံကနေတနက်၄လက်နဲ့အတူအခြားအရေးကြီးရဲ့စစ်သုံးဆောင်ပစ္စည်းအများပြားကိုတော့အောင်မြင်စွာတင်းစီရမိခဲ့ပါတယ်ရှင်။ဒီကြားပြတိုက်ခိုက်မှုကိုမြင်းကြံတန်ရင်9မြင်းကြံခရိုင်တန်ရင်တစ်ခုမြင်းကြံမြို့နယ်ပကဖအဖွဲ့နဲ့တောင်သာမြို့နယ်ပကဖအဖွဲ့ဆောက်တဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့တွေစုပေါင်းပြီးအချိန်တိုအတွင်းလင်းမြန်ပြတ်သားစွာဖော်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားပြီးနောက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ကတော့တစုံတရာထိခိုက်ဒဏ်ရာရမှုမရှိဘဲလုံခြုံစွာနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုတစ်ခါမှာတော့ရခိုင်ပြည်နယ်ဘက်ကအရေးကြီးတဲ့နေဆက်လုံခြုံရေးနဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်ကိုတင်ဆက်ပေးပါရစေရှင်။ဘင်္ဂလားဒေ့ရှ်အရက်ခဏနယ်စပ်မှာလှုပ်ရှားနေပြီးအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ RSA နဲ့ RSO စတဲ့အစွန်းရက်စစ်သွေးမျိုးအဖွဲ့တွေရဲ့အန်ဒီယေကိုကာကွယ်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင်နိုင်ငံတကာအကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိနေတယ်လို့ရခိုင်အမျိုးသားအဖွဲ့အစည်း ULAA ကမေလ26ရက်နေ့တရားဝင်ထုတ်ပြန်လိုက်ပါတယ်ရှင်။ပြီးခဲ့တဲ့မေလ24ရက်နေ့နနက်10:00နာရီခန့်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အချမ်းဘန်ဂရီဘန်ခရိုင်နိုင်ကွန်ရှာရီမြို့နယ်အတွင်းမှာမိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးအဲ့ဒီအနီးအနားမှာတောင်ရလွတ်ကင်နေတဲ့အဖြစ်မစိတ်ဒေသခံပြည်သူ3ဦးသေဆုံးသွားခဲ့တဲ့ဖြစ်စဉ်အပေါ် ULAA အနေနဲ့များစွာစိတ်မကောင်းဖြစ်ရပြီးသေဆုံးသူတွေရဲ့မိသားစုတွေနဲ့အတူထပ်တူးထပ်မြောက်ဝမ်းနည်းရတယ်လို့ဆိုပါတယ်ရှင်။ဒါပေမဲ့နေဆက်တခြားလှုပ်ရှားနေတဲ့အစွန်းရဲ့အဖွဲ့တွေနဲ့သူတို့ရဲ့လက်ကင်တော့ဝါဒဖြန့်မီဒီယာအချို့ကတော့ဒီမိုင်းဒီကို ULAA ကထောင်ထားတာဖြစ်ကြောင်းမဟုတ်မဟုတ်လှုပ်ချောင်းလုံစော်လာစွတ်သွဲတိုက်ခိုက်လာကြတဲ့အပေါ်အခင်းဖြစ်ပွားရနေရဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဖြစ်ပြီးမိမိတို့နဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ULA ကပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်ရှင်။အမှန်တကယ်တော့အဲ့ဒီနေရာဟာအဆိုပါအစွန်းရဲ့စစ်သွေးမျိုးအဖွဲ့တွေအဓိကအခြေချကျင်းလဲကျဆားနေတဲ့နေရာတစ်ခုဖြစ်တယ်လို့ထောက်ပြထားပါတယ်ရှင်။အဆိုပါအစွန်းရဲ့အဖွဲ့တွေဟာအရက်ခဏတတ်တော်အနေနဲ့စစ်ကောင်စီရဲ့ထိုးစစ်တွေကိုခုခံကာကွယ်နေရတဲ့အချိန်ကောင်းကိုအခွင့်ကောင်းယူပြီးနေဆက်ကရှောင်းနက်တောင်တော်လန်းတွေမှာမိုင်းထောင်တာခြုံခိုတိုက်ခိုက်တာပြည်သူတွေကိုဖမ်းဆီးငွေညစ်တာကျွဲနွာလူရိုက်တာတွေကိုကာလအတန်ကြာကျူးလွန်နေကြတာချစ်လို့နေဆက်ဒေသကမိမိတို့ပြည်သူတွေအနေနဲ့တောတောင်နဲ့လူပြက်တဲ့နေရာတွေကိုတွာလာတဲ့အခါမှာအထူးသတိပြုကြဖို့နှိုးဆော်ထားသလိုနေဆက်တလျှောက်မှာအကြမ်းဖက်မှုမျိုးစုံကျူးလွန်နေတဲ့အစွန်းရဲ့အဖွဲ့တွေရဲ့အန်ဒီယေကိုကာကွယ်ဖျက်ဆီးပစ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါလက်တွေလှုပ်ဆောင်သွားဖို့အသင့်ရှိတယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်ပြည်ပရောက်မြန်မာလူထုလှုပ်ရှားမှုအဖြစ်စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းကိုတင်ဆက်ပေးပါရစေရှင်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုရောက်ရှိလာတဲ့ကမ္ဘာအဆင့် UFC ချင်းလူမျိုးအားကစားသမားဂျောရှူဝါဗန်နဲ့နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းတို့ကိုမလေးရှားရောက်မြန်မာနိုင်ငံသားထောင်ပေါင်းများစွာကလိုက်လွဲနဲ့ကြိတ်တို့လာရောက်ကြိုးဆိုခဲ့ကြတယ်လို့သိရပါတယ်ရှင်။ဒီကြိုးဆိုတွဲဆုံပွဲကိုကွာလာလမ်ပူမြို့မှာရှိတဲ့ ICC ပူရူဟောမှာစီကားတိုက်မြိုက်စွာကျင်းပခဲ့တာဖြစ်ပြီးလာရောက်အားပေးကြတဲ့မိဘပြည်သူတွေနဲ့ခန်းလမတစ်ခုလုံးပြည့်လုံးသွားခဲ့ပါတယ်ရှင်။ကမ္ဘာအဆင့် UFC အားကစားသမားဖြစ်တဲ့ဂျောရှူဝါဗန်ကမလေးရှားရောက်ရွှေပြောင်းမြန်မာအလုံးသမားတွေနဲ့ချင်းလူမျိုးပရိသတ်တွေကိုရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြသလိုအမတ်တရလက်မှတ်ထိုးဖေးတာအုပ်စုလိုက်စုပေါင်းတပ်ပုံရိုက်တာတွေကိုစိတ်ရှည်လက်ရှည်နဲ့လှုပ်ဆောင်ပေးခဲ့လို့ပရိသတ်တွေအလွန်ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြပါတယ်ရှင်။အဲ့ဒီနောက်မှာတော့နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်တိုင်းကပရိသတ်တွေအတွက်ဖျော်ဖြေမှုတွေလှုပ်ဆောင်ပေးပြီးຫນွေဥတော်လန်ရဲ့အထိန်အမောက်ဖြစ်တဲ့
ကျေတချင်းကိုတီဆိုပြီးဂုံပြူဖြောပြင်းဟေရာခန်းလမာတစ်ခုလုံးဟင်းထက်သွားအောင်ပရိသတ်အားလုံးကတံပြိုင်လိုက်ပါတီဆိုခဲ့ကြပြီးမြန်မာပြည်ရဲ့လက်ရှိအခြေအနေတွေနဲ့တော်လန်ရေးအမထက်တရားတွေကိုဖော်ကျူးနေတဲ့အဲ့ဒီတချင်းကိုတံပြိုင်တီဆိုရင်းခန်းစားချက်ပြင်းထန်လာတာကြောင့်မြန်မာနိုင်ငံသားအချို့မျက်ရည်ကျငိုကြွေးဟဲ့ရတယ်လို့ပွဲတက်ရောက်သူတွေကပြောပါတယ်ရှင်ဒီပွဲဟာမိခင်နိုင်ငံနဲ့ဝေးကွာမလေးရှားမှာရုန်းကန်နေရတဲ့မြန်မာနိုင်ငံသားတွေအတွက်တော်လန်ရေးအင်အားစုတွေနဲ့အတူခွန်အားတွေပြန်လည်ဖြည့်တင်ခွင့်ရတဲ့စိတ်လှုပ်ရှားစရာတွဲဆုံပွဲတစ်ခုဖြစ်ခဲ့ရပါတယ်ရှင်။နောက်ဆုံးပိတ်တဲ့အနေနဲ့ကမ္ဘာနိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေအပေါ်တက်ရောက်မှုကြီးမားလာနိုင်တဲ့အာရှဒေသတွင်သတင်းတစ်ခုကိုတင်ဆက်ပေးပါရစေရှင်။မြောက်ကိုရီးယားလေရေငုတင်ပေါ်အခြေဘူးနျူကလ িয়ার နဲ့ဒုံးကျက်ချိန်ချောက်မှုတွေကိုထိရောက်စွာတုံ့ပြန်မှုရည်ရွယ်တဲ့အစီအစဉ်တစ်အရာတောင်ကိုရီးယားနိုင်ငံဟာ2030ခုနှစ်မှာသူတို့ရဲ့ပထမဦးဆုံးသောနျူကလ িয়ার စွမ်းအင်သုံးရေငုတင်ပေါ်တွေကိုလွှတ်လန်းနိုင်ဖို့အတွက်ပြင်းပြင်းထန်ထန်စ조사သွားမယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်ရှင်။တောင်ကိုရီးယားကနေနျူကလ িয়ার စွမ်းအင်သုံးရေငုတင်ပေါ်တွေမောင်းတဲ့အသုံးပြုနေတဲ့ထိပ်သီးနိုင်ငံတွေအုပ်စုတဲ့ပါဝင်ခွင့်ရဖို့ကာလရှည်စွာစ조사ခဲ့တာဖြစ်ပြီးအခုလိုလုပ်ရတာအာရှရဲ့လုံခြုံရေးခင်းချင်းရေးကိုပြောင်းလဲစေနိုင်တယ်လို့ရေအောက်လက်နက်ပြိုင်ဆိုင်မှုတွေကိုလည်းပုံမမြင့်တက်လာစေနိုင်ပါတယ်ရှင်။နိုင်ငံရဲ့အနာဂတ်ကာကွယ်ရေးများဟာဗျူဟာကိုစိတ်ဆက်သုံးသပ်နေရတဲ့ကော်မတီတစ်ခုမှာတောင်ကိုရီးယားအာဏာသိထောင်ဝါထားတဲ့တောင်ကိုရီးယားအမေရိကန်မဟာမိတ်ပြူအောင်မှုကိုအခြေခံပြီးတိစောက်မဲ့နျူကလ িয়ার စွမ်းအင်သုံးရင်းခုသင်းပေါ်ဟာကိုရီးယားကျွန်းပေါ်ရဲ့ငင်းချမ်းရေးနဲ့လုံခြုံရေးအတွက်တာဝန်ယူလို့တဲ့စန္ဒပြေရခါတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့တယ်လို့တောင်ကိုရီးယားအနေနဲ့နျူကလ িয়ার လက်နက်ပြန့်ပွားမှုမရှိစေကြောင်းပေချာပေါက်ဆောင်ရွက်ဖို့အတွက်အမေရိကန်ပြည်ထောင်စုနဲ့နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ်လို့အနုမြူစွမ်းအင်အေဂျင်စီ IAEA နဲ့မှာတွဲလဲဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ဒီကနေ့မနေ့ကင်းပါ BAC News ကနေစူးစီးတင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရသတင်းထူးတွေကတော့ဒီလောက်ပါပဲရှင်။နားဆင်အားပေးခဲ့ကြတဲ့မိဘပြည်သူတော်တာရှင်အပေါင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့ဒီကနေ့အစီအစဉ်ကိုဒီညတဲ့နီးကုန်းချုပ်ခွင့်ပြုပါရှင်။